သားကြော်ထက်စောပေါ့နော်အရင်တည်းကကိုကြီးရုံးမရောက်ခင်နဲ့အားပေးခဲ့တယ်ပြီးတော့အခုလိုမျိုးလဲဒီဇကားမှာတူတူတွဲသေးစားအောင်မယ်ဟိုနည်းနည်း lap sync လေးလည်းပိုင်းပါအောင်ပေါ့နော်အဲ့ sync လေးလည်းပါဖြစ်တော့ပြောပါတယ်ကြည်လဲကြည်နုနေပါဟုတ်ကိုကြီးကကျတော့အဲ့ချစ်ဖွဲ့လင်းညီမအရင်ကြိုက်တယ်ပေါ့နော်အချစ်ဖွဲ့လင်းညီရဲ့နေတော့ကျတော့အစောကအကြောင်းသူပဲရှိပြီးတော့အဲ့ကားလေးကိုခိုးကြည့်ရအစာလုံးရင်းနဲ့အဲ့မှာအရင်ကြိုက်တာကိုကြီးဟိုထိုင်းမသားနဲ့လည်းတူရဆိုပြီးနာမည်ကြီးရလေကိုကြီးကအဲ့ခရက်ကြိုက်တာခုတော့ဒီကားမှာပထမဆုံးစုံစည်းရမယ်ဆိုပေါ့နော်အရင်လည်းပျော်နေရကြည်လဲကြည်နေတယ်ပြီးတော့ဟိုကိုပေးထားတဲ့တာဝန်တစ်ခုပေါ်မှာပေါ့နော်တာဝန်ကြည့်အောင်လို့လဲကိုကြီးနဲ့အတူတူပေါ့နော်ဟုတ်ပြောစားတော့မှာဖိုက်ပါတော့မှာဆောအရန်ဟိုကြိုက်ရတာကြောင်လေးကိုကြိုက်ခဲ့တာဗောအာတကယ်အဲ့ကိုင်းနဲ့ဟိုကြိုက်ခဲ့ရပါဆိုမှအဲ့လိုမျိုးစိုးတဲ့နောက်တစ်ခါကျတော့နည်းနည်းလေးခြေတဲ့ပုံစံပေါက်တယ်နော်အဲ့လိုမျိုးတိတ်ကြိုက်ဟိုဆရာဝန်လေးကိုကြိုက်တာဒါလည်းဆရာဝန်ပဲဆိုတော့ကမ်းမှာဆရာဝန်ပဲဒါပေမဲ့မတူပါဘူးကိုဆရာဝန်ကိုချုပ်ကဆရာဝန်နဲ့သူနာပြူမာလေးအတွဲလေးဆိုဟုတ်ကဲ့ရှင်အခုကဒီနေ့ကပေါ့နော်ဒီမြစ်တာလေးရင်တင်းစီတာဆိုရယ်ဇလန်တွဲလေးပေါ့နော်ဒီ Forever Group နဲ့ Hipplink နဲ့ပေါင်းပြီးတော့ဇလန်တွဲလေးပေါ့နော်ဒီဇလန်တွဲလေးထဲမှာအစောကဟို Norme Port ဆိုရယ်ပေါ့နော်ကရင်မာလေးအနေနဲ့ပြုတ်ဆောင်အောင်ပါဟုတ်ပြီးတော့အရန်လေးဟိုပေါ့ချစ်ဖို့လည်းကောင်းတယ်ပြီးတော့ဟိုဇန်နာပေါ့နော်အဲ့လိုလေးဆိုတော့ try ကြည့်ကျင်တယ်ပြီးတော့ကိုကြိုက်တယ်မင်းသားပေါ့နော်ကိုကြော်ထက်စောပြီးတော့မမချောရဲနာတို့ပြီးတော့ရှီယာအင်ဂျင်လေးပေါ့နော်မာလာဝင်းရဲ့ညီမလေးနဲ့လည်းထပ်ပြီးတော့ဆုံးရတဲ့ကားလေးဖြစ်လို့ဒီကားလေးကိုပေါ့နော်လက်ခံဖြစ်သွားပါတယ်ဟုတ်ဒီလိုပါပဲဒါစကြောင်းကြီးပေါ်အောင်ပါဆိုတော့ပြောတော့ပေါ့နော်ဟိုကိုကတော့ဒီမင်းသားကြော်ထက်စောပေါ့နော်အရင်တည်းကကိုကြီးရုံးမရောက်ခင်နဲ့အားပေးခဲ့တယ်ပြီးတော့အခုလိုမျိုးလဲဒီဇကားမှာတူတူတွဲသေးစားအောင်မယ်ဟိုနည်းနည်း lap sync လေးလည်းပိုင်းပါအောင်ပေါ့နော်အဲ့ sync လေးလည်းပါဖြစ်တော့ပြောပါတယ်ကြည်လဲကြည်နုနေပါဟုတ်ကိုကြီးကကျတော့အဲ့ချစ်ဖွဲ့လင်းညီမအရင်ကြိုက်တယ်ပေါ့နော်အချစ်ဖွဲ့လင်းညီရဲ့နေတော့ကျတော့အစောကအကြောင်းသူပဲရှိပြီးတော့အဲ့ကားလေးကိုခိုးကြည့်ရအစာလုံးရင်းနဲ့အဲ့မှာအရင်ကြိုက်တာကိုကြီးဟိုထိုင်းမသားနဲ့လည်းတူရဆိုပြီးနာမည်ကြီးရလေကိုကြီးကအဲ့ခရက်ကြိုက်တာခုတော့ဒီကားမှာပထမဆုံးစုံစည်းရမယ်ဆိုပေါ့နော်အရင်လည်းပျော်နေရကြည်လဲကြည်နေတယ်ပြီးတော့ဟိုကိုပေးထားတဲ့တာဝန်တစ်ခုပေါ်မှာပေါ့နော်တာဝန်ကြည့်အောင်လို့လဲကိုကြီးနဲ့အတူတူပေါ့နော်ဟုတ်ပြောစားတော့မှာပါအပြင်မှာတော့ကရင်မာလေးမဟုတ်အပြင်မာလေးကကျတော့အပြင်မာလေးကပြောပါအပြင်ကကျတော့ပေါ့နော်ရခိုင်မာလေးပေါ့ရခိုင်ဗမာပေါ့အမေအင်းလေးသူထဲမှာကျတော့လေအင်းလေးသူလေးပေါ့နော်ဟုတ်တိုင်းရင်းသူနဲ့အကျိုးပေးရပြောမေးလိုက်သေးတယ်ဟိုပါပေါ့နော် driver ဟိုစကားဝဲပေးဖို့လိုသေးတာပေါ့နော်လိုတော့မလိုဘူးတဲ့ဘာဖြစ်လို့ဆိုတော့ပေါ့နော်ဟိုမသိဘူးဘာဖြစ်လို့မလိုဘူးလို့တော့ပြောပါပဲဟုတ်ဒါပေမဲ့ဝဲရမယ်ဆိုလဲဝဲလိုက်မှာပေါ့နော်လေးလာနေတဲ့ဟာကရင်လူမျိုးတွေပုံစံပေါ့နော်ကိုရီးယားအဲ့ထဲမှာကျတော့တားမိ2ယောက်ပေါ့နော်မိဘလို့ကျွေးနေတဲ့ဟိုသမီးလေးပေါ့တူနာပြူမာလေးပေါ့ကရင်မာလေးပေါ့နော်အဲ့လိုဆိုတော့လေဒီမိဘမြတ်တာဟိုပေါ့နော်ဘယ်လိုမျိုးတားမိ2ယောက်နွေးထွေးနဲ့ဟိုတယောက်ဆောင်အောင်လဲပြီးတော့အဲ့လိုကရင်တွေကဘယ်လိုမျိုးပုံစံလေးရှိလဲပေါ့နော်အဲ့ဒီတော့လေးတိုင်းပါဟုတ်ကရင်နဲ့ပတ်သက်ပြီးတော့ဟိုကိုယ်လည်းနာမည်မှာစောပါနေတော့တချို့တွေကကရင်လို့လည်းထင်တယ်ပေါ့နော်ပြီးတော့ကရင်တိုင်းသူလေးကဒီလိုနောက်မှာပါးလေးအဲ့လိုဖောင်လိုမို့လေးရှိရတာပေါ့ဒီပေါ့နော်အဲ့လိုတိုင်းသူလေးကတင်ငေတလေးလို့ပြောတယ်ပြီးတော့သမီးရဲ့ကိုကြီးပေါ့ကိုကြီးအောင်မြင့်မြတ်ကလည်းကရင်လေးသူကရင်ဆိုအော်ငါကရင်နဲ့ပေါ့နော်ထပ်ပြီးတော့အကျိုးဆက်တာပေါ့နော်သမီးရဲ့ကိုကြီးကလည်းကရင်ဖြစ်တော့ဟဲ့နင်ကကရင်မလားမလေးရတော့နောက်နေတယ်ပေါ့နော်ဟုတ်ဘူးသမီးကတုံးကရင်လေးပါအော်ဒီကားထဲမှာညီမလေးနဲ့ကကျတော့ဟိုအရှိကားလောက်တော့မစုံတော့ဘူးပေါ့နော် character လည်းကွဲသွားပြီဆိုတော့ပေါ့နော်ဒါမှမစုံတော့စုံမှာပါဒါပေမဲ့ဒီ character ထဲမှာတော့နည်းနည်းနှစ်ယောက်စလုံးတော့အေးတယ်ဒါပေမဲ့တိတ်တော့မစုံဟုတ်စုံရှိတိတ်အားကြပါဗောရန်ဝမ်းတာလေသူဒီတကားတဲ့နဲ့ဟိုအင်ဂျင်ဆိုပြီးတော့လေဟိုပထမဆုံးရုံးမှာအဲ့လိုမျိုးတင်လိုက်ကအရန်ပေါက်သွားပြီးတော့အခုလိုမျိုးအလုပ်တွေအရန်အများကြီးရတယ်မိဘကိုလည်းသူလုပ်ကြွေးပြုနိုင်တာဖြစ်တဲ့အတွက်အရန်လဲဂုံယူတယ်ဝမ်းတာဟုတ်ညီမလေးနဲ့ရခိုင်လို့အဲ့လိုမပြောပြတာလီစပါပဲတွေ့ရင်အဲ့လိုမျိုးပေါ့နော်နားတော့နားလေတိတ်မပြောတတ်တော့လေညီမလေးနဲ့လည်းအဝင်နဲ့အဲ့လိုမျိုးရှေ့ကကန်လွဲမြစ်တာမှာအဲ့လိုစုံတော့ရခိုင်စကားလေးနဲ့ရှေ့နောက်ပြီးပြောပြပါရခိုင်ဆိုတော့ရခိုင်ရွာနဲ့ပတ်သက်ပြီးအစားတောက်ကတော့အရန်စားတယ်အိမ်မှာကျတော့လေဖိုးရက်လေးရခိုင်ဆိုတော့အဲ့လိုအားနေရခိုင်စားပဲချက်နေတာအရန်စားအဆက်တလည်းရန်စားပါတော့အဲ့လိုရခိုင်ဟင်းကတော့အကုန်ကြိုက်တယ်အကုန်လဲစားဘူးရယ်သွားလဲသွားကျင်တယ်အမျိုးတွေစီသွားပြောလေဟို site တွေဘက်မှာပေါ့နော်သွားလဲသွားကျင်တယ်ဒါပေမဲ့မသွားပြစ်သေးဖြစ်နေဟုတ်ဆရာဝန်လေးကိုကြိုက်ကြောင်လေးကိုကြိုက်တယ်နော်ဆရာဝန်ကြိုက်တယ်နော်အဓိကတော့ဝိုင်းတဲ့ချက်လေးဆိုရင်ဘယ်လိုမျိုးလေးဖြစ်မလဲအဲ့လိုလေးပါသူတို့ဘာကိုယူဆိုင်ပြီးအဲ့လိုနှွေးထွေးနေတာအမေကောင်းလေးပိုင်းလေးညာဒီမှာ
မှာလည်းအဲ့လိုလူလေးပဲလိုချင်တာပေါ့နော်ကိုချစ်ပြီးတော့နှွေးထွေးပြီးမယ် အားချစ်တယ်နော်စကားလေး over လေးနဲ့ အရမ်းချစ်တယ် တော့ဒီလက်တာအဲ့ထမှာ trauma ရယ်နော်ကျောင်းကြီးကမိုးတော့ဆိုလို့ ဟုတ်တယ်တွေ့လား ရမ်းပေါ့ အရန်ပေါ့လူရတော့မှာပေါ့ ဟမ် ဖိုက်ရတော့မှာ ဆောအရန်ဟိုကြိုက်ရတာကျောင်းကြီးကို ကြိုက်ခဲ့တာပေါ့အာတကယ်အဲ့ကိုင်းနဲ့ဟိုကြိုက်ခဲ့တာပါဆိုမှအဲ့လိုမျိုးစိုးတဲ့နောက်တစ်ခါကျတော့နည်းနည်းလေးခြေတဲ့ပုံစံပေါက်တယ်နော်အဲ့လိုမျိုးတိတ်ကြိုက်ဟိုဆရာဝန်လေးကိုကြိုက်တာ ဒါရမှလည်းဆရာဝန်ပဲဆိုတော့ ကမ်းမှာဆရာဝန်ပဲဒါပေမဲ့မတူပါဘူးကိုရီဆရာဝန်ကိုချုပ်ကဆရာဝန်နဲ့သူနာပြူမာလေးအတွဲလေးဆိုforever group နဲ့ hip လေးနဲ့ပေါင်းရိုက်တဲ့ဟိုမြတ်တာလေးမြင်းတင်းစေသားဆိုတဲ့တင်းစေသားဆိုတဲ့ဇလန်တွဲလေးပေါ့နော်အခုစတင်ရပြီးရဲ့ group ဖြစ်ပါတယ်အဲ့ဒါလေးထွက်လာရင်လည်းအားပေးကြပါအောင်အကုန်လုံးကလည်းဟိုတင်းဝက်ညီညီနဲ့ပေါ့နော်စူးစမ်းတော့မှာပါလို့အကောင်းဆုံးလဲချပြနိုင်မယ်လို့ရှိပါရဲ့ရှင်အားလုံးလေးကျေးဇူးများတင်ပါတယ်ဟုတ်